င်္ဂလာပါကိုရဲဝေခေါ်မျိုးရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါအခုပေါ့နော်အကူကပေါ့နော်သူနိုင်ရင်တနာအခုဆိုရင် talent တူလေးဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်မင်းသမီးကြီးနဲ့လည်းဇလန်းသွဲတွေလည်းရိုက်နေပြီပေါ့နော်အဲ့ဒီပေါ်မှာအခုသူနိုင်ရင်တနာနဲ့ဒီလိုလက်သွဲလာတဲ့တောက်လျှောက်မှာပေါ့နော်ဘယ်လိုမျိုးကိုယ့်အတွက်ပေါ့နော်ထူးထူးခြားခြားပြောင်းလဲမှုရှိနေပြီလဲဆိုတာလေအခုတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ကျွန်တော်မနစ်ကဆိုရင်ပေါ့နော်မနစ်ကဆိုကျွန်တော်အတွက်တော်တော်အများကြီးပြောင်းလဲသွားတယ်ဗျကျွန်တော်ဒီတကုံမြောက်ပိုင်းပေါ့နော်အဲဒီတကုံမြောက်ပိုင်းမှာလည်းကျွန်တော်ခြံကွက်၄ခွက်လောက်ဖိကျွန်တော်ဝယ်လိုက်နိုင်တယ်ပြီးတော့ကျွန်တော် BMW ကြီးပဲကျွန်တော်၅စီးပေါ့နော်ကျွန်တော်ဝယ်လိုက်နိုင်တယ်ပြီးတော့ကျွန်တော်ရှင်ပြုတ်လူတွေကြီးပဲကျွန်တော်စင်မြင်းနေရန်ထားတာပေါ့နော်အကြီးအကျယ်ကြီးပေါ့အဲ့ပွဲကြီးပဲကျွန်တော်၃ပွဲလောက်ကျွန်တော်လုံနိုင်ခဲ့တယ်ဗျဒါပေမဲ့ဒီနှစ်ကတော့ကျွန်တော်အတွက်ကတော့နည်းနည်းလေးခက်ခဲဖြစ်တယ်ဗျအဲ့လောက်ထိတော့တိတ်အဆင်မပြေဘူးပေါ့ဗျပြောချင်တာဟုတ်ကဲ့အခုလူတွေဖြစ်လာဖို့အတွက်ပေါ့နော်အခုဘလူတွေပေါ့နော်ပြင်ဆင်မှုတွေပေါ့ရှိလဲပေါ့နော်ပြီးတော့အကြံဉာဏ်လေးနဲ့ပေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့အဓိကအောင်မြင်ရတဲ့လှုပ်ဝက်ချက်ကတော့အဓိကဘာလဲဆိုတော့အေးဝအောင်အိပ်ပါခင်ဗျအေးဝမှအိမ်မက်ကောင်းကောင်းမှတ်မယ်အေးမဝရင်တော့အိမ်မကောင်းဘူးပေါ့ဗျာ